hydraulic စီအပူလွန်ကဲမှုဖြစ်တာဘာကြောင့်လဲအားလုံးပဲမင်္ဂလာပါရှင်ညီမတို့ Real Power Trading Company ရဲ့ Question and Answer အစီအစဉ်မှာပြန်လည်ကြိုဆိုလိုက်ပါတယ်ရှင်အခုတစ်ပတ်မှာတော့ညီမတို့ Real Power Trading Company ရဲ့ Facebook Page မှာမေးမြန်းထားတဲ့ hydraulic စီအပူလွန်ကဲမှုဖြစ်တာဘာကြောင့်လဲဆိုပြီးတော့မေးမြန်းထားတာလေးရှိပါတယ်အဲ့ဒီမေးခွန်းနဲ့ပတ်သက်ပြီးတော့ညီမတို့ Real Power Trading Company ရဲ့ Product Engineer ကိုရဲနိုင်ဦးမှဖြေကြားပေးသွားမှာဖြစ်ပါတယ်ရှင်ကိုရဲနိုင်ဦးမင်္ဂလာပါရှင်မင်္ဂလာပါခင်ဗျာဟုတ်ညီမတို့ Real Power Facebook Page comment မှာပေါ့နော်ဒီ hydraulic စီအပူလွန်ကဲမှုဖြစ်တာဘာကြောင့်လဲဆိုပြီးတော့မေးမြန်းထားတဲ့မေးခွန်းလေးရှိပါတယ်အဲ့ဒီမေးခွန်းလေးနဲ့ပတ်သက်ပြီးတော့အခုအနေနဲ့ဖြေကြားပေးပါအောင်ကိုhydraulic overheat ဖြစ်စေတဲ့အကြောင်းရင်းတွေထဲမှာတော့ဒီအဓိကအဖြစ်များသောအားဖြင့်ကတော့ဒီ hydraulic wine cooler ပိတ်ပြီးတော့အပူလွန်ကဲရဖြစ်တာများတယ်ပေါ့နော်ဆက်တွေကဒီဖုံတွေရှော့နေထူထပ်တဲ့ဒီလုပ်ငန်းခွင်တွေမှာအလုပ်လုပ်ရတာဖြစ်တဲ့အတွက်ကြောင့်မလို့ဒီ hydraulic wine cooler မှာရှိတဲ့ဒီ cooling fan လေးတွေကြားထဲမှာဒီ short နေကတ်နေရလို့ဒါဖုံတွေကတ်နေရတော့ဒါမျိုးဒါမသိရချောင်းမိုက်တွေတို့အဲ့လိုမျိုးကြီးပိတ်ဆို့ပြီးတော့မှဒီလေမဝင်နိုင်မင်းနဲ့ဒီအပူချိန်လွန်ခဲ့တာမျိုးဒါဖြစ်တတ်ပါတယ်ပေါ့နော်အဲ့ကြောင့်မလို့ပေါ့နော်ဒီစက်ကိုတန်တန်ရှင်းရှင်းထားဖို့ဒီလုပ်ငန်းဝင်ရထားတဲ့အချိန်တွေမှာဆိုရင်စက်ကိုတန်ရှင်းရေးလုပ်ဖို့ဒါလိုအပ်တယ်ပေါ့နောက်တစ်ချက်ကတော့ဒီပန်ကာကျိုးတွေရော့နေရပါတော့ပန်ကာကျိုးတွေရော့နေရတော့နောက်ပန်ကာက delap တွေပါတွေမကောင်းတော့တာနောက်ပြီးအဲ့ပန်ကာမကောင်းတော့လို့ဒီအတစ်လဲတဲ့အခါမှာဆိုရင်လည်းဒီတတိမထားပြီးပဲねပေါ့နော်ပန်ကာကိုအတွင်းပြင်ဒါပြောင်းပြန်မှားပြီးတော့တက်မိတာမျိုးတွေဆိုရင်လည်းဒါ overheat ဖြစ်နိုင်တယ်ပေါ့နော်အဲ့လိုမျိုးဖြစ်ပြီးဆိုရင်တော့ဒါ hydraulic တွေမဟုတ်ပေါ့နော် engine overheat ပါဒါတွဲပြီးတော့ဖြစ်တဲ့အနေအထားရှိပါတယ်တချို့စက်ကြီးတွေပေါ့နော်ဒီ10မဟုတ်တဲ့စက်တွေဒီ10ထက်ကြီးရဲ့ဒီစက်ကြီးတွေအဲ့စက်ကြီးတွေမှာဆိုရင်ဒီပန်ကာအတွက်ကိုဒီ hydraulic motor တစ်လုံးတက်ထပ်ပါတယ်ပေါ့နော်အဲ့ဒီ hydraulic motor အလုံးမလုံးလို့ပဲဖြစ်ဖြစ်မဟုတ်လေပတ်နှုံအဲ့ hydraulic motor ရဲ့လေပတ်နှုံကဒီပုံမှန်မဟုတ်ဘဲနဲ့ဒီပုံမှန်လေပတ်နှုံအောင်ရောက်သွားပြီးတော့ဒီပန်ကာလေနှုံကျသွားလို့ပဲဖြစ်ဖြစ်အဲ့လိုမျိုးတွေလည်းဒါ overheat ဖြစ်နိုင်တယ်ပေါ့အဲ့ကြောင့်မလို့ဒီအဲ့ဒီ hydraulic motor ထပ်ပါတဲ့ဒီစက်တွေဆိုရင်တော့ဒီ hydraulic motor ကိုလာတဲ့ pipe line တွေပိတ်နေလားပိုက်တွေပေါက်နေလားအဲ့ကိုလာမဲ့ဒီ electrical line က sensor တွေဒါ solenoid တွေအဲ့ဒါတွေကိုပါထပ်ပြီးတော့လိုက်လံစစ်ဆေးပြီးတော့မှစစ်ဆေးပေးဖို့လိုအပ်တယ်ပေါ့ဟုတ်ကဲ့ပါကိုဒီ engine တစ်လုံးမှာ thermostat ပါသလိုမျိုးပေါ့နော်ဒီ hydraulic pipeline မှာရောအဲ့လိုမျိုးပစ္စည်းတွေပါလားပေါ့ပြီးတော့အဲ့ပစ္စည်းနဲ့ရောဆိုင်လားဆိုတာလေးလည်းပြောကြပေးပါအောင်ရှင့်ဟုတ်engine မှာ thermostat ပါလို့မျိုးဆိုတော့ဒီ hydraulic ရဲ့ဒီ return line ထဲမှာပေါ့နော်ဒီချက်ပါပေါ့ချက်ပါနှလုံးပါတယ်ပေါ့နော်အဲ့ဒီချက်ပါကဒီတစ်လုံးကအဲ့ဒီတိုင်ကီထဲကိုတွားဖို့လမ်းကိုဖွင့်ပေးရနောက်တစ်လုံးကဒီhydraulic wine cooler ဘက်ကိုသွားမဲ့လမ်းကိုဖွင့်ပေးရပေါ့နော်အဲ့ဒီချက်ပါနှလုံးကအလုံးမလုံးဘူးပိတ်နေရမျိုးဆိုရင် hydraulic အပူလွန်ခဲ့တာဖြစ်တတ်တယ်ပေါ့နော်နောက်ပြီးတော့ဒီအဲ့ဒီ hydraulic ဒီချက်ပါကိုဒါဒီစက်ကိုပြင်ဆင်ပြီးတော့ပြန်တက်တဲ့ချိန်မှာပဲဖြစ်ဖြစ်ဒီစာဘက်ကဒီတခုသတိမထားမိနဲ့ဒီလွဲမှားပြီးတော့မှားပြီးတော့ပေါ့နော်ဒီ wine cooler ဘက်ကိုသွားတဲ့ချက်ပါကိုဒီတိုင်ကြီးဘက်ကိုတက်လိုက်တယ်တိုင်ကြီးဘက်ကချက်ပါကိုပိုင်ကူလာဘက်ကိုတက်လိုက်တယ်အဲ့လိုမျိုးဆိုရင်လည်းဒါ hydraulic အပူလွန်ခဲ့မှုဒါဖြစ်နိုင်တယ်ပေါ့နော်ဖြစ်တတ်ပါတယ်ဟုတ်နောက်ထပ်ဖြစ်နိုင်တာတွေကတော့ဒီ hydraulic return line မှာပိတ်ပြီးတော့ပေါ့နော် CDM မပြန်နိုင်မင်းနဲ့ဒီ operation ဒီဟိုလုပ်နေတာဒီစက်မှာဒီ pressure တွေအများများလာပြီးတော့ဒီအပူလွန်ခဲ့ရမျိုးလည်းဖြစ်နိုင်ပါတယ်နောက်ပြီးတော့ main reliever ကပြက်နေလို့ဒီ main reliever ပြက်နေလို့ main reliever က return မပြန်နိုင်မင်း relief မလုပ်နိုင်မင်းနဲ့ဒီoperation လုပ်တဲ့ချိန်မှာဒီစက်ရဲ့ pressure ရေရမ်းများပြီးတော့hydraulic အပူလွန်ခဲ့ရမျိုးလည်းဖြစ်နိုင်ပါတယ်ဒီစက်ကိုပေါ့နော်ဒီမနိုင်ဝင်ထိုင်းခိုင်းတာပေါ့နော်စက်ကိုအမြဲတမ်း overload ဖြစ်အောင်ပဲဒီမောင်းနှင်နေရမျိုးအဲ့လိုခိုင်းစီနေရမျိုးဆိုရင်လည်း hydraulic overheat ဒါဖြစ်လာနိုင်တယ်ပေါ့နော်နောက်ပြီးတော့ဒီ hydraulic C တွေပေါ့နော်အဓိက hydraulic C တွေနဲ့လုပ်ရတာဖြစ်တဲ့ကြောင့်မို့ဒီ hydraulic C ကိုလည်းပုံမှန်လဲပေးဖို့နောက်ပြီးတော့ဒီ filter တွေကိုလည်းသူ့ရဲ့တက်မှတ်နာရီတိုင်းပုံမှန်လဲပေးဖို့လိုအပ်တယ်ပေါ့နော်အဲ့လိုမျိုးမလဲမှုမလုပ်ဘူးဆိုရင်ဒီ hydraulic C ကသူ့ရဲ့ viscosity ကျလာပြီးတော့ပဲဖြစ်ပေါ့နော်နောက်ပြီးတော့ဒီ filter တွေပိတ်နေပြီးတော့ပဲဖြစ်ဒီ pressure တက်လာပြီးတော့အပူလွန်ခဲ့ရမျိုးလည်းဖြစ်နိုင်တယ်နောက်ပြီးတော့ hydraulic C ရဲ့ viscosity ကျသွားခြင်းကြောင့်မလို့ဒီ operation လုပ်နေတဲ့အတွင်းထဲမှာဒီအချင်းချင်းပုတ်တိုက်မှုတွေ friction တွေများလာပြီးတော့ဒါအပူချိန်တွေတက်လာပြီးတော့မှ hydraulic overheat ဖြစ်တာမျိုးလည်းဒါဖြစ်နိုင်ပါတယ်ဟုတ်ကဲ့ပါကိုဒီ hydraulic C grade မှာထည့်မိတာဆိုရင်ရောဒီ hydraulic C overheat အပူလွန်ခဲ့တာပေါ့နော်ဖြစ်နိုင်လားဆိုတာလေးပြောပြပေးပါအောင်ကိုဟုတ်ဖြစ်နိုင်ပါတယ်ဆိုတော့ဒီ hydraulic C လဲတဲ့အခါမှာဆိုရင်ဒီသူ့ရဲ့ manufacturer သတ်မှတ်ထားတဲ့ဒီ46ဆို46 68ဆို68ပေါ့နော်သတ်မှတ်ထားတဲ့အတိုင်း
ထဲတာပို့ပြီးတော့အဆင်ပြေပေါ့နော်မဟုတ်လို့ရှိရင်ဒီ46ထဲရမယ့်ဆက်မှာဒီ68ထဲလိုက်လို့ရှိရင်ဒါ Bogosity grade ကပို့ပြီးတော့ထူသွားပြီးတော့ဒီ pipe flow တည်တည်ကြမစီးစင်းနိုင်မင်းနဲ့ဒီ pressure တွေများလာပြီးတော့ဒီပွက်ပူခြင်းလွန်ခဲ့မှုဖြစ်နေအဲ့လိုပဲပေါ့နော်ဒီ68ထဲရမယ့်ဆက်မှာဒီ46ထဲလို့ရှိရင်လည်းဒီ Bogosity grade ကဒီလဲသွားတဲ့အတွက်ကြောင့်မလို့ဒီအတွင်းထဲမှာဒီ friction ပိုများလာပြီးတော့ဒါပူခြင်းတွေလွန်ခဲ့တာမျိုးဖြစ်နိုင်ပါတယ်နောက်ပြီးတော့ဒီ hydraulic စီလဲထည့်တဲ့ခါမှာဆိုရင်လည်း quality မပြည့်မီတဲ့ hydraulic စီတွေကလည်းဒါ hydraulic overheat ဖြစ်နိုင်တယ်ပေါ့နော်နောက်ပြီးတော့ဒီ hydraulic စီ level မမီဘဲနဲ့ level မပြည့်ဘဲနဲ့ပေါ့နော်ဒီစက်ကိုအလုပ်လုပ်နေရဆိုရင်လည်းဒါ hydraulic overheat ဒါဖြစ်လာနိုင်ပါတယ်အဲ့ဒီလိုမျိုး hydraulic overheat ဖြစ်လာလို့ရှိရင်တော့ဒီဖြစ်နိုင်တဲ့အကြောင်းအရာတွေကိုတခြားရှာပြီးတော့ဒီကျွမ်းကျင်တဲ့ service နဲ့တခြားပြုပြင်ပြီးတော့ဒါပြင်ဆင်ဖို့လိုအပ်ပါတယ်ခင်ဗျနောက်ထပ်ပြီးကျွန်တော်ကြံခဲ့တဲ့အကြောင်းအရာလေးရှိခဲ့လို့ရှိရင်လည်းဒါ comment မှာဝင်ရောက်ဆွေးနွေးလို့ရပါတယ်ထပ်ပြီးတော့ဆွေးနွေးချင်တာရှိလို့ရှိရင်လည်းဒီ comment အောက်မှာဝင်ရောက်မေးမြန်းလို့ရပါတယ်ခင်ဗျဟုတ်ကဲ့ပါကိုဒီ hydraulic စီအပူလွင်ခဲ့တာနဲ့ပတ်သက်ပြီးတော့အခုလိုမျိုးပြည့်ပြည့်စုံစုံဖြေကြားပေးတဲ့အတွက်ဒီကိုရိတ်နိုင်ဦးကိုအများကြီးကျေးဇူးတင်ပါတယ်ရှင်ဟုတ်ကျေးဇူးတင်ပါတယ်ခင်ဗျဟုတ်ဆက်ရန်ရာကြီးများနဲ့ပတ်သက်ပြီးမိတ်ဆွေတို့ရဲ့လုပ်ငန်းခွင်မှာကြုံတွေ့နေရတဲ့အခက်အခဲလေးတွေပဲဖြစ်ဖြစ်သိလိုတာလေးတွေပဲဖြစ်ဖြစ်အခုဗီဒီယိုရဲ့ comment အောက်မှာမေးမြန်းပေးခဲ့ဖို့ဖိတ်ခေါ်အပ်ပါတယ်ရှင်နောက်ထပ်ဗီဒီယိုတွေမှာလည်းအခုလိုမျိုးအသေးစိတ်ပြန်လည်ဖြေကြားပေးသွားမှာဖြစ်လို့ Real Power Trading Company ရဲ့ Facebook Page, YouTube Channel နဲ့ TikTok Channel တို့ကိုစောင့်မျှော်ကြည့်ရှုဖို့မမေ့ပါနဲ့နော်